ခေမာကြီးဆီယမဂျာနေကျော်မမလေးတော်တလင်းလာကွယ်နေအရက်လေးမျက်နှာစလုံးမှောင်တိဖုံးကဘဲကြီးကြီးအလင်းရောင်ဟူ၍မရှိမိုးမောင်ကြီးကျနေလေသည်ခင်မေသည်ခေါင်းအောက်ကနှစ်တောင်ထိုးလက်နှိပ်တမီးကလေးကိုဆွဲယူကလက်ပတ်နာရီကိုထိုးကြည့်လိုက်၏12နာရီထိုးသွားပြီငေါခနဲ့အိယာမှထလိုက်ကခြေထောင်ကိုမလျက်အပြင်သို့ထွက်ထိုင်လိုက်သည်တစ်ဖက်ကခြေထောင်ထဲတွင်အိတ်နေကြသောကြီးတော်နှင့်မဦးတို့အတန်ကိုလှမ်း၍နားဆွင့်ကြည့်လိုက်၏အိမ်မောကြနေမှစိတ်ချလက်ချရှိမှညာဦးကအိယာထဲတွင်ဝှက်ထားသောလွယ်အိတ်ကိုကောက်ယူလွယ်လိုက်သည်အတန်မကြောက်အောင်ခြေပြားထောက်လျက်အခန်းဖြစ်ဘက်သို့ဆန်းထွက်လာခဲ့သည်မိဖို့ကြောင့်ဘက်သို့ထွက်သောတကားမချက်ကိုဖြည်းဖြည်းကလေးမောင်းဖွင့်ကမိဖို့ကြောင့်ထဲသို့ဝင်သွားလေသည်ခင်မေသည်မိဖို့ထဲတွင်တအောင့်တွေးပြီးစဉ်းစားနေသေးသည်အပြင်ရောက်ဖို့တကားတစ်ချက်ကျန်သေးသည်ညများချွတ်ဆိုလျင်လန့်တက်ကြောက်တတ်သည်အဖော်မပါလျင်တယောက်တည်းမထဝံ့ထခြင်းလျင်မဦးကိုနှိုးရ၏ယခုတော့ကြောက်ရမှန်းလက်ရမမင်မသိတော့ခြေလန်းခွက်တွတ်ကလေးလှမ်းလျက်မိဖို့ထဲရှိနောက်ဘေးတကားပေါက်ကိုအသာသွားဖွင့်သည်အပြင်ဘက်တွင်ပိမ့်ပိမ့်မှောင်နေသည်နောက်ဘေးလေကား3-4တစ်ကိုအတော်ပင်ဆန်းပြီးဆင်းရ၏မှောင်လိုက်တာမဲလို့မြေကြီးပေါ်သို့နင်းမိလျင်လမ်းကိုလည်းမမြင်ခြုံကိုလည်းမမြင်ရ၍လက်နှင့်ဓမီထိုးလျက်လမ်းရှာကြည့်ရသည်ဓမီထိုးရတာတယောက်ယောက်မြင်သွားမှလည်းဆိုးရသည်မြေကြီးပေါ်၌လမ်းအတိုင်းမှန်းလျှောက်သွားလေသည်ချုံမိုးတွေထဲရောက်သွားလျင်လမ်းမြင်အောင်မီးကိုအသုံးပြုရပြန်သည်ခင်မေသည်မောင်ကြီးမဲကြီးထဲတွင်တောင်ကုန်းပေါ်သို့မနှင်းအားခဲ၍တက်နေရလေ၏တောင်ပေါ်၌တရုတ်စကားမဲ့မိများဖုံးအုပ်ထားသောအဆောက်အအုံကလေးရှိလေသည်အဆောက်အအုံကလေးမှာလူမနေသောကမထမ်းဝါကြောင့်ဖြစ်၍တကားပေါက်များဟာလာဟင်းလင်းပွင့်နေပေသည်ခင်မေမှာခက်ခဲစွာပင်ကမထမ်းကျောင်းကလေးရှိရာသို့ရောက်လာခဲ့၏ကျောင်းလေကားကိုနင်းတက်လိုက်ခါခင်မေသည်ဇွတ်မိတ်ပြီးထွက်လာခဲ့သောဇရက်ကလေးရှိရာသို့ပြန်လဲကြည့်မိလေ၏ကျောင်းမော်တွင်တကားပေါက်တွေကိုတပေါက်မကျန်အရင်ပိတ်လိုက်လေသည်တကားကိုအလုံးပိတ်ပြီးမှမှောင်ထဲတွင်ကြကြနနထိုင်လိုက်သည်လွယ်အိတ်ထဲမှဖျောင်းနိုင်တုံးနှင့်မီးချက်ကိုထုတ်ယူသည်ဖျောင်းနိုင်ကိုမီးညှိကဖျောင်းဆက်ချ၍ကျမ်းမော်၌စိုက်ချလိုက်သည်မီးထိုးမိလျင်လွယ်အိတ်ထဲမှပစ္စည်းတွေကိုတစ်ခုစီဆွဲ၍ထုတ်သည်ပထမမှန်ချက်ကလေးထွက်လာသည်နောက်မောင်းချတာနောက်ကကြီးမှန်ကလေးကိုနရက်နှင့်ကပ်၍ထောင်လိုက်ကမောင်းချတာကိုဖွင့်လေသည်မောင်းချတာမှမောင်းတန်၍တော်တော်နှင့်ဖွင့်မရပါဇက်နှင့်အားရှိပါရှိကိုက်ဖွင့်မှပွင့်ရသွားသည်ဓားပွင့်လျင်ဓားသွားကိုလက်မနှင့်တက်ကြည့်လိုက်သည်ထက်လိုက်တာမျှနေတာပဲထပ်မှဓားသွားကိုလက်မနှင့်ဆန်းတက်ရင်စိတ်တိုင်းကြတော့မှဓားကိုချကခေါင်းကစရုံးကိုဖြီလေသည်သူတို့ဘလို့ပြောနားမထောင်ဘူးမိနဲ့ဖနဲ့မနေရတဲ့ဘဝကုသိုလ်ဆိုတဲ့ဘဝအဖေမရှိရင်လောကမှာနေဖို့မကောင်းပါဘူးမေးစပင်များမှာတင်မဖုံအောင်ရှိလျားလေ၏စပင်တွေကိုလက်တစ်ဖက်နှင့်အပေါ်ပင်တင်ဆုပ်ကင်ထားလျက်အရင်မှစပင်ဖြားထိအရှိတို့ခပ်ဖြည်းဖြည်းဆွဲပြီးတက်ချနေသည့်အခိုက်ငင်းငိုင်နေပြန်လေသည်မိမိတသက်တာတွင်မိခင်ဖြစ်သူအားဓာတ်ပုံထဲ၌သာတွေ့ဘူးလေသည်လူမန်းသည့်အရွယ်ကလေးကကွယ်လွန်သွား၍အမေမရှိပင်အဖေနှင့်ပင်ညီကိုမောင်နှမမရှိတကောင်ကျွတ်နေထိုင်ခဲ့ရ၏ငါသမီးကလေးမိတစိုးကလေးဟုမိမိအပေါ်တွင်တက်ညာထောက်ထားလျက်နောက်အိမ်နောက်မပြုရှာသောဖခင်သားဖနှစ်ယောက်စီးစီးလုံးလုံးနဲ့နေခဲ့ထိုင်ခဲ့သောအချိန်တုန်းကအဖေလိုလိုက်ပုံချစ်ခင်ပုံယူရပုံတွေမှာအမေမရှိသည့်အဖြစ်ကိုပင်မေ့၍နေစေ၏ခင်မေသည်အမေဟူ၍တွေ့စရာချစ်စရာမရှိ၍အဖေကိုပင်အဖေလိုအမေလိုချစ်၏အရွယ်ကလေးရောက်၍ကျောင်းထားစားကဆိုလျင်အဖေပါကျောင်းသို့လိုက်နေရလေသည်မိမိအလက်အဖေအိမ်ပြန်သွားသည်ဆိုလျင်စာသင်ခန်းထဲမှပြေးထွက်ကတကြောကြောအော်ငိုလျက်အဖေနောက်သို့ကောက်ကောက်ပါအောင်ပြေးလိုက်တတ်၏ခင်မေ၏ကစားပေါ်မှာအဖေဖြစ်သည်ထမင်းဟိုးဟင်းဟိုးချက်တန်းကစားလျင်အိုးပုတ်ကလေးထဲတွင်သဲများထည့်ကအဖေနှင့်နှစ်ယောက်ချက်ကြသည်ထမင်းချက်၍သဲတွေကိုခွက်ကလေးထဲထည့်ကစားပါအောင်အဖေဟုအဖေကိုအတင်းစားခိုင်းလေသည်ခွက်ကိုပါဇက်နာရင်တိတ်ယူကပါဇက်ကိုတပြက်ပြက်မြည်တမ်းပြုလျက်အဖေကစားပြရလေသည်ခင်မေ၏အဖေမှာရှောက်လာစေရကြီးဖြစ်သည်ရုံးတက်လျင်ခင်မေကိုကျောင်း၌ဝင်ထားခဲ့ကညနေရုံးစင်းလျင်ကျောင်း၌ဝင်ကြိုခေါ်သည်အိမ်တွင်မိန်းမပေါ်မရှိကလားဖိုးကြီးဘူတာကခင်မေတို့သားဖနှစ်ယောက်အားထမင်းကျွေးလေသည်ခင်မေနှင့်အဖေကြားတွင်ကြားဝင်နိုင်သောသူမှာဘူတာပင်ဖြစ်သည်တော်တော်ကလေးကြီးပြင်းလာလျင်ခင်မေသည်ဘူတာကိုပင်စိမ့်ကျင်လာသည်သူ့ဖေနှင့်သူနှစ်ယောက်တည်းဒီလိုသာရေတွက်ချင်သည်ခင်မေ10နှစ်အရွယ်လောက်တွင်ဖခင်ကွယ်လွန်သွားပြန်၏အဖေမသားချသည့်နေ့၌ပင်ခင်မေကိုအဖေအမကြီးတော်ကြီးကသူ့အိမ်သို့ခေါ်ဆောင်သွားလေတော့၏မိန်းကလေးចောင်းထားလို့အပူပါပဲဟုကြီးတော်ကြီးကဆိုကအဖေဆုံးပြီးနောက်ခင်မေကိုလေးတန်းနှင့်ចောင်းနှုတ်လိုက်လေသည်
ကြီးတော်၏တွင်ခင်မေသည်ခင်မေတယောက်တည်းသာဖြစ်နေသည်ကြီးတော်၏သားကိုလည်းအကိုဟုခင်မေချင်းမရှိစိမ့်နေ၏ကြီးတော်ကိုလည်းခက်ဝေးဝေးကသာနေ၍စကားပြောသည်ဒီကောင်မကလေးဟာဦးတလုံးကလေးဟုကြီးတော်ကဆိုမီပြောဆိုသည့်စကားမှာခင်မေအကြိုက်ပင်ဖြစ်သည်အဖေမရှိတော့တယောက်တည်းပဲဟုအောက်မိထားသည်ကြီးတော်ကြီးကဘာစင်စင်ဘဲဟာဝဲပေးပေးခင်မေသည်ဆုံဆုံမမဟဟပပမရှိ၍ကြီးတော်ကြီးကအခါတိုင်းမေးကြည့်ရသည်ကြိုက်ကြလားခင်မေသည်ခေါင်းကိုသာညှိလိုက်လေသည်အဖေဆုံးပြီး9နှစ်လုံးကြီးတော်၏နှင့်အချိန်ကုန်လွန်ရလေသည်ကြီးတော်တော်နှင့်ကြီးတော်ထိုင်နှင့်ကြီးတော်နှင့်သာကပ်နေရသည်မန္တလေးဖျားဘူးသွားအောင်မယ်ဟုကြီးတော်သည်ခင်မေကိုမန္တလေးသို့ခေါ်လာလေသည်ခင်မေသည်15နှစ်သမီးရောက်မှခရီးသွားဘူးရသည်ခရီးထွက်လာရ၍စိတ်ထဲပြောလှတယ်လည်းမဟုတ်ပဲပြည့်မြတ်ဖြူဖြူဖြစ်တယ်လို့မျိုးသာဖြစ်သည်ခရီးသွားကြတော့လမ်းတွင်လက်တို့လက်ရှိခိုင်းရန်မအူးဆိုသည့်ကလေးမကလေးကိုပါကြီးတော်ကခေါ်လာလေသည်ခင်မေသည်မအူးအနားလာကလျင်တဲမကြိုက်မအူးစကားပြောလျင်လည်းစကားများရန်ကောဟုနားညီးသည်မန္တလေး၌မိုးလင်းလျင်တဲအိမ်ကထွက်လာကြကတနေ့လုံးသွားလာလဲပတ်ပြီးနောက်မိုးချုပ်ကအိမ်ပြန်ရောက်ကြ၏မန္တလေးတစ်မြို့လုံးဖဲတော်ဘဲရောက်ခင်မေမျက်စိထဲတွင်မြင်မြင်သမျှနှင့်စိမ့်နေ၏ဘေးရာမျိုးမှခင်မေကိုမဆွဲဆောင်နိုင်ဘဲဟာနှင့်မြနီးကပ်ခြင်းလည်းမရှိမြို့ကမြို့တခြားသူကသူတခြားတယောက်တည်းဆိုသောအသည့်တည်းသို့ဘယ်ရာဝတ္ထုမြဝင်လာမရောပေါင်းလို့ဆက်လို့မရဖြစ်နေလေ၏မန္တလေးတွင်တပတ်နေကြပြီးနောက်ကြီးတော်ကြီးမန္တလေးရောက်တော့စကိုင်းကသူ့စိတ်ရက်တွင်တလကိုတရင်ဥဖို့သွားဆောင်အောင်မယ်ဆိုကစကိုင်းဘက်သို့ကူးလာခဲ့ကြလေသည်ခင်မေသည်ပြောတလို့လို့ပင်ဖြစ်လာလေသည်စကိုင်းမကင်ချောင်ရှိကြီးတော်ဤဇရက်ကလေးကိုရောက်ခါမှလူလဲတစ်မျိုးစိတ်လဲတစ်မျိုးလန်းဆန်းလာသည်နေ့စဉ်နေ့တိုင်းကြီးတော်ကတီလာယူသလိုခင်မေလဲတီလာခံသည်နေ့လည်နေကင်ကြီးတော်တရေတမောအိတ်နေလျင်ဇရက်ရှိတကားပေါက်တွင်ထွက်ထိုင်ကဇရက်ရှိ၌ဥတဟုဖြတ်တန်းသွားနေကြသောတီလာရှင်တွေကိုငင်းမော၍နေလေသည်ခင်မေမှာတီလာရှင်တွေကိုမြင်စားကပင်ခင်မင်သွားသည်တတိတခြားဖြစ်နေကြသောဘဝကိုသွား၍မျက်စိစနေသည်နနက်ညဖျားဝတ်တက်ချိန်တို့၌မက်ကင်ချောင်တစ်ချောင်းလုံးတီလာရှင်အပါ90ခန့်ဖျားเจ้าတို့ဝတ်တက်ရန်စုယုံ၍သွားကြသည်တီလာရှင်အုပ်ကြီးလာလျင်ခင်မေသည်ဇရက်ပေါ်ကဆင်းကတီလာရှင်တွေနှင့်အတူရောလိုက်သွားတတ်သည်ဖျားเจ้าနှင့်၌မတီလာရှင်များကြတဲ့တွင်လူဝတ်ဆောင်နှင့်မိမိတဦးရဲသာရှိ၍ထူးထူးခြားခြားတညောင်တကြဖြစ်နေသည်တီလာရှင်တို့ကခင်မေကိုစကားပြောကြလျင်အဓိပ္ပာယ်တစ်မျိုးပေါ်နေသောမျက်နှာဖြင့်ဆိုင်ငေးကြည့်တတ်ကြ၍ခင်မေမှာဘာမလုံမှန်းမသိသူတို့ရှိတွင်နေရထိုင်ရတစ်မျိုးခတ်သည်မမြစာရီတွေဆရာဖျားစီမှာနေဝါတက်ပြီးလားတပည့်တော်ညဝါတော့ဆိုနေပြီဖျားတီလာရှင်အချင်းချင်းစကားပြောပုံကိုခင်မေသည်ငေးလျက်နားထောင်နေသည်တီလာရှင်တို့၏လေသိန်းလေတန်ကိုပင်နားထဲတွင်တစ်မျိုးတစ်ပုံဆွဲညှိနေ၏လောကိကာမဂုဏ်တွင်ထွေပြားတဲ့လူပေါင်းကြီးရဲ့ဆင်းရဲခြင်းတရားကိုရှင်တော်ဖျားကတီလာရှင်အဖွားအိုသည်တီလာရှင်များကိုတရားပေးရင်ခင်မေကိုတစ်ချက်လှမ်းကြည့်လိုက်သည်ဘလို့မတ်တော်မူလဲဆိုရင်အာယုံ၅ပါးကာမဂုဏ်တရားမှန်သမျှဒုက္ခကြီးပဲတဲ့နတ်နာလူချင်းပန်းပန်ခြင်းအဖြူအနီအကြောင်ကြားတွေနဲ့ခန္ဓာကိုယ်အပုတ်ကောင်ကြီးကိုဖုံးလန်းမွမ်းမံနေရခြင်းဟာဗျာပါဒဝိတက်ဒုက္ခတရားမဟုတ်လားခင်မေသည်ခေါင်းကိုအောက်ချလျက်သူ့ကိုယ်သူစိုက်ကြည့်မိ၏တီလာရှင်တို့ဝတ်ဆင်ထားသောညီနီဆိုးအယောင်ဝါဝါအဝတ်ကိုစင်တူမို့လားမသိအကြည့်ရကောင်းလှသည်ဟုတွေးမိသည်နေ့စဉ်နေ့တိုင်းဒီအဝတ်သာဝတ်ကြပုံကိုအမြင်ရနှစ်သက်နေမိသည်15နှစ်16နှစ်9နှစ်ရွယ်လူတန်းသူတီလာရှင်ကလေးများကိုကြည့်ကောင်းကောင်းဖြင့်တဒန်းလိုက်ချီတက်လေ၏မက်ကင်ချောင်စရဲရောက်ရမကြခင်ပင်ခင်မေသည်မတီလာရှင်ဖြစ်ခြင်းစိတ်ပေါက်လာလေသည်တလျှောက်လုံးကိုဘာသာကိုနေခဲ့သည့်ခင်မေမှာကိုဘာသာကိုနေရသောဘဝကိုနှစ်သက်သည်စင်စစ်ခင်မေသည်သူ့စိတ်နှလုံးသူအပီတီလာရှင်ဖြစ်ထားပြီးပြီတီလာရှင်ဖြစ်နေပြီးသောခင်မေကိုတီလာရှင်နှင့်ကိုက်ညီအောင်လှုပ်ဖို့ရသာအခွင့်အခါကိုစောင့်နေခဲ့ရသည်ယနေ့ညမှပင်ခင်မေ၏အကြံစီများသည်ထမြောက်အောင်မြင်ရပေတော့မည်ခင်မေသည်ငိမ့်ငိုင်စဉ်းစားနေရင်မှဆုရွေဆုပ်ကင်ထားသည့်သပင်တွေကိုလှုပ်ချလိုက်ရာသပင်များသည်ဖားလျားကျသွားလေသည်ဤတွင်ကကြီးကိုကောက်ယူကလက်တစ်ဖက်ကသပင်များကိုအမြင့်ရှင်မှနည်းနည်းစီဆွဲလျက်ကကြီးထိုးသွင်း၍ဥယျာဉ်နာမှကညှက်ပစ်သည်ညှက်ပြီးလျင်လက်ထဲ၌ပါလာသောသပင်များကိုကျမ်းပေါ်၌ပုံချထားလိုက်သည်ထို့နောက်လက်နှင့်ဆုပ်၍တတိတိဖြတ်၍နေတော့၏ညမှတိတ်ဆိတ်၍နေ၏ခင်မေသည်ကိုယ်စောနှင့်ကိုပတ်ဝန်းကျင်ကိုသတိမရပေလက်နှင့်စမ်းကြည့်လိုက်ရှင်နေသောသပင်တွေးတာဟူသည်ဆွဲဖြတ်လိုက်ဆန်းလိုက်ဖြတ်လိုက်နှင့်ပင်တဖြည်းဖြည်းသပင်ရှိဟူသည်ကုံသွားလေသည်ခင်မေ၏ခေါင်း၌သပင်အငုတ်ကလေးတွင်မှကြွက်ကိုက်ထားသလိုအတူရှိမညီကြပေတော်တော်ကလေးချောသွားလျင်ခင်မေသည်တပ်ပြင်းတစ်ချက်မှ၍ဟင်းချလိုက်ကမီးရောင်၌လက်ကိုထိုးပြီးနာရီကိုကြည့်နေ၏
2:45 မိနစ်စပင်ရှည်တွေတော့ကုန်ပြီစပင်ငုတ်တွေတော့ချောပြစ်ရအောင်ပြီဒီအတွင်းမပြီးခင်မိုးလင်းရင်အခက်စပင်အပြတ်ငုတ်ကိုဆန်းကမောင်းချတာနှင့်တွန်း၍ရိတ်ချကြည့်သည်စပင်တန်တန်ကိုရေမစွတ်ပဲရိတ်နေ၍ရုတ်တရက်မပြတ်နိုင်ပဲတရှိရှိသာမြည်နေသည်တခါဘူးမြဓားနှင့်ခေါင်းမရိပ်ဘူးသဖြင့်တွန်းရိပ်ဖြစ်တော်လဲတော်နှင့်မစင်နိုင်ပဲတနေရာကိုထပ်တလဲလဲပြန်ရိတ်နေရာကြန့်ကြာနေလေ၏ဖျောင်းနိုင်ကိုတတိုင်းကုန်ရင်တတိုင်းထွန်းရလေသည်ဓားနှင့်မရိတ်တက်ရိတ်ထား၍စပင်တို့သည်မပြောင်မချောဟိုတကွက်ဒီတကွက်ဖြစ်နေသည်တချို့နေရာများတွင်ကျိုးတို့ကျဲတဲ့ကြံရှိနေသေးသည်ခင်မေသည်မစင်နိုင်၍ကြိုးစားပန်းစားထက်ခါပြန်ရိတ်ရ၍လက်ပန်းကျသလိုရှိကမောပန်းလာလေသည်နောက်ဆုံးလက်ပန်းကျကမောပန်းသွားတော့မှပင်ဓားကိုချ၍ဖျောင်းနိုင်မိကိုမှုန့်ငိမ့်လိုက်သည်ခင်မေသည်ပတင်းမောက်တကားကိုတွန်းဖွင့်လိုက်သည်အထဲသို့အလင်းရောင်ဝင်လာသဖြင့်အကြံအောင်မီဟုစိတ်ချလက်ချဖြစ်သွားလေသည်ကမ္မထမ်းကျောင်းကလေးရှိထနောင်းမင်းကြီးပေါ်မှဂျိုးကူတန်ကိုစောစီစီကြားရလေသည်အနီးအနားစူးပုတ်ချုံတွေပေါ်မှတချုံကတချုံသို့ခုန်ပြိုင်ရင်းတကြည်အော်နေကြသည့်ဆွေးငှက်ကလေးများမှာအလင်းရောင်ထဲတွင်မြူးနေကြသည်ခင်မေသည်ကြည်လင်ချမ်းမြေ့သောစိတ်နှလုံးဖြင့်ဝါးချမ်းမော်၌အသာလှဲကာခွေနေလိုက်သည်မက်ကင်ချောင်းအတွင်မှဇရက်အသီးသီးတွင်ဆွန့်ချက်ကြဆွန့်တော်ကကြနှင့်သီလရှင်တို့အလုံးများလျက်ရှိနေကြသည်ကြီးတော်ကြီးသည်အစောကြီးထား၍ဖျားဝတ်ပြုနေလေသည်မအူးမှာအိယာထခင်မေကိုမတွေ့၍မမဘယ်ဇရက်များသွားပါလဲဟုလိုက်ရှာလေသည်ဟိုဇရက်မဲဒီဇရက်မဲနှင့်နောက်ဆုံးဘယ်ဇရက်မှရှာမတွေ့၍တောင်ကုန်းပေါ်သို့တက်လာလေသည်ကမ္မထမ်းကျောင်းရှိတကားမှပိတ်ထားသဖြင့်ပွင့်နေသောပရင်းမောက်ဘက်သို့လှည့်၍ရှောက်လာကတကားဝမှကဲကြည့်လိုက်သည်အောက်မလေးစပင်တွေမရှိတော့ဘူးမမဘာလုပ်တာလဲခင်မေသည်လှဲခွေနေရမှမျက်စိမဖွင့်မဲမအူးကိုပြန်អော်လိုက်သည်ဘာလို့လာမရှုံနဲ့သွားမအူးသည်ခြာကနေလှည့်၍ပြေးလေ၏မအူးအတန်ဝေးသွားမှခင်မေသည်လှဲနေရမှထကကျောင်းရှိတကားကိုသွားဖွင့်ပြီးဝင်းတရံကိုကြောကပ်လျက်စောင်းကြောင်ကလေးထိုင်နေသည်မမေကြီးရေမမစပင်တွေမရှိတော့ဘူးကရုံးကြီးနဲ့ကြီးတော်ကြီးသည်ဖျားဝဲပြုတ်နေရမှပြုံးကနေဥချ၍အလိုတော်သီလရှင်ဝတ်သလားဟုလက်ဖြတ်အောင်မေး၏လုံကြီးတွေအင်ကြီးတွေဝတ်လို့သီလရှင်တော့မဝတ်သေးဘူးဒါပေမဲ့ကရုံးကြီးနဲ့အောင်မလေးဘသူကမြောက်ပေးကြပါလိမ့်သူ့ကိုမိတဆိုးဖတဲ့ဆိုးကလေးမို့အဆအရရအလိုလိုက်ဆင်ပြင်ထားတာကောင်းညသေးရဲ့လားမြင်းဝန်းညသေးရဲ့လားကရုံးကြီးနဲ့ကျုပ်မကြည့်ဝတ်ပါဘူးတော်ကြီးတော်ကြီးမှာဂယုဏတော်တော်နဲ့ပါဇက်ကပြော၍အမရသဖြင့်ခုံငါပေါက်ကတွတ်အော်ရင်မြည်တန်းနေလေရာခုံတန်ပေါက်တန်တို့သည်ပြင်းအောင်ဇရက်၌တရင်းနှင်းမြည်နေလေသည်စွန့်ငံချိန်ဖြစ်၍ဇရက်ရှိမှစွန့်ငံရန်ကြွသွားတော်မူသောတန်ဃာတော်များမှာစိတ်မချမ်းသာတိုင်းအော်ကြီးရဲ့ကျဲစူပွက်နေသောကြီးတော်၏အတန်ကိုကြားကြရ၍သီလရှင်ဝတ်တာလူသေးတာကြားနေတာပဲဟုအောက်မေ့မှတ်ထင်တော်မူကြ၏ခင်မေတယောက်သီလရှင်ဝတ်မလို့ကမ္မထမ်းချောင်းထဲမှာစပင်တွေညှက်ပြီးခေါင်းရိပ်ထားတဲ့ဆိုသောတရင်မှာဇရက်အဆောင်သို့တမဟုတ်ချင်းပြန့်နှံ့သွားလေ၏ခင်မေနားဆွနေသောခြေတံများသည်ချောင်းနီးသို့ကပ်လာကြပြီခင်မေသည်မျက်နှာမထားတတ်အောင်ဖြစ်နေလေသည်ခေါင်းကကရုံးနှင့်ကိုကလူဝစ်ကြောင်အဝတ်ကြီးနှင့်ကျောင်းပေါ်သို့ရှေ့ဆုံးကတက်ပြေးလာသောသီလရှင်မက်ကုံမာရီကိုဆရာလေးဟုခင်မေကစီးခေါ်လိုက်သည်ဟောဒီမှာဖျားဟုနောက်ကလိုက်လာကြသောသီလရှင်တစုကိုမက်ကုံမာရီကဝမ်းသာအားရလမ်းအော်ပြောလေသည်ခင်မေနာရင်သီလရှင်တွေဝိုင်းအောင်နေကြလေသည်ကောင်းပါတယ်ဝမ်းသာပါတယ်သီလရှင်အဝင်းနဲ့ပြပြောနေပေါ့မိမိအားဝိုင်းအောင်၍တယောက်တကွန်းအားပေးပြောဆိုနေကြသောသီလရှင်တို့အားရက်ကိုရက်ကန်းနဲ့ဘာမှပြန်မပြောနိုင်ပဲပြုံးနေလေသည်ခေါင်းရိပ်ထားသည်ဆိုတော့လဲစပင်းတွေမပြောင်းသေးပဲကွက်တိကွက်ကြားဖြစ်နေ၏အဝတ်ကလည်းမလဲရသည်ဆရာလေးရေအဝတ်တစ်စုံလောက်ကူညီပါနောက်အစားပြန်ကြောပါမယ်မက်ကုံမာရီလည်းရတယ်ဟုပြောဆိုကျောင်းပေါ်မှာပြေးဆင်သွားကသီလရှင်ဝတ်စုံကိုတွားယူလာလေသည်ကျော်ဒီခါဝတ်ကိုအရင်လဲခင်မေသည်မက်ကုံမာရီလက်မှခါဝတ်ဆိုသည်ကိုလှမ်းရွက်ယူသည်ခါဝတ်ဆိုသည်မှာအထက်ဆင့်မရှိသောမြင်းဒီဆိုးထားသည့်အယောင်ရင်းပိတ်ထမိန်ဖြစ်သည်ခင်မေသည်ခါးရဲကထမိန်ကိုခေါင်းဝတ်နှင့်လဲလိုက်လေသည်အပေါ်အင်ကြီးချွတ်ပြီးဟောဒီလက်ချက်နှင့်လဲဝတ်အဝါမကျအနေမကျစက်ခဲဆိုးထားသောဘင်္ဂါလီလက်ချက်အင်ကြီးကိုခေါင်းလျှိုရွဲဆွတ်ခါရှေ့ကပိတ်ကျဲသည့်ကလေးများကိုစိတ်တက်လိုက်သည်မက်ကုံမာရီလည်းထက်ကင်ထားသောအဝတ်ကိုလက်တစ်ဖက်စီခွဲပြောင်း၍ကင်လိုက်ကဟောတာကဂိုက်ဟောတာကကိုယုံဒါကခေါင်းတင်ဟုပြရင်ဂိုက်ကိုအရင်ကမ်းပေးလိုက်လေသည်ဂိုက်ကိုယုံတို့သည်ဆက်ခဲဆိုးပင်ကားလီလက်ချက်အင်ကြီးနှင့်တသွေးတယောင်နှင့်ဖြစ်ကြသည်လက်ချက်အင်ကြီးပေါ်မှထပ်၍လက်တစ်ဖက်ရှိုးဝေးရသည့်ဂိုက်ကိုလက်ရှို၍ဆွတ်ချလိုက်လျင်ကိုလုံးနှင့်ကပ်နေလျက်ခြေတလုံးအလဲလောက်ရောက်အောင်ရှိလေသည်ကိုဆွတ်၍ချပြီးနောက်
ကိုယုံအဝတ်ကိုဖြန့်လိုက်လေကတစားကိုဘဲဘက်ပခုံးမော်နိုင်ချ၍တစားကညာဘက်လက်အောက်ကရှို့ပြီးလျင်အစချင်းထက်လျက်လက်ကတော့ထိုလှမ်းယုံလိုက်ရလေသည်ခင်မေသည်ကိုယုံကိုဝတ်ပြီးနောက်ခေါင်းတင်အဝတ်ကိုပိုက်ထားလျက်မိမပီပီကလေးဝါးချမ်းမော်၌ထိုင်၍နေသည်သီလရှင်အဝတ်ကလေးနဲ့ကြည့်ကောင်းလိုက်တာခေါင်းမော်ကကွက်တိကွက်ကြားလဲလှုပ်ကြပါအောင်အနားရှိသီလရှင်တို့ကပြောမှပဲမက်ကုမာရီလည်းသူ့ခေါင်းရိပ်တင်နှုံးသားကိုပြန်ယူကခေမိခေါင်းကိုရေဆွတ်လျက်ပြောင်ချောသွားအောင်ထိုင်ရိပ်ပေးလေသည်ချောင်းမော်သို့အရှို့ရှို့ရောက်လာကြသောသီလရှင်တွေမှာခေမိအဖြစ်ကိုကြည့်ကဝိုင်း၍ပီတိဖြစ်နေကြသည်ပျော်ပျော်သာနေကြလားဖျားသမီးတော်ဖြစ်သွားပြီဘာမှပူစရာမရှိတော့ဘူးဆရာလေးတို့ကြည့်ဟိုကဒီကလှူဒန်းကြတာဘာမှမပူရဘူးစာတင်စာချက်တရားအထုတ်နေရတာတိတ်ပျော်စရာကောင်းတာပဲကြီးတော်ဒီစိတ်ဆိုးလဲခဏပေါ့စိတ်ပြေတော့ထောက်ပံ့မှာပေါ့အားမငယ်ပါနဲ့ဆရာတို့ကြွေးထားမယ်ခင်မေသည်တရားဟုံပီတိဟုံပြင်းပြစွာဖြင့်ဝမ်းမြောက်ဝမ်းသာဖြစ်ကာနောင်ဝေရေးစားရေးတို့ကိုတွေးဖို့နေနေတတ်တာရှေ့လျှောက်ကိုယ်စိတ်နှင့်ကိုတယောက်တည်းကိုဘာသာကိုနေရတော့မည်ဟုအားရနှင့်သိမ့်ခြင်းနဲ့နေလေသည်ကြီးတော်ကြီးသည်ခင်မေအားစိတ်ဆိုးမှန်ဆိုးဖြစ်ထိုနေ့ပင်မက်ခင်ချောင်မှမန္တလေးသို့ကူးသွားလေ၏လက်ဝတ်လက်စားများကိုတင်သွားကငွေချင်းတစ်ပြားမှမပေးဘဲထားခဲ့လေ၏ခင်မေသည်မက်ခင်ချောင်ဆရာကြီး၏ညွှန်ကြားချက်အရတင်ငန်းဖက်နှက်စသောအလှဝတ္ထုတို့ကိုငွေချေးဝယ်ကဘုန်းကြီးထံ၌ဝယ်တောင်းသွားရလေ၏နာမည်ဘယ်လိုခေါ်လဲခင်မေလို့ခေါ်ပါတယ်ဖေ။တနင်္လာသမီးလားမှန်ပဒါဖြင့်ဒီကနေ့ကစပြီးခင်မေနာမည်ပြောက်ပြီးခေမာရီဟူသောအမည်သို့ရောက်စေပုံညရှင်တောင်ပေါ်မှကြည့်လိုက်ရင်စကိုင်းတရောင်ရိုးလုံးကိုမြင်ရပေသည်တောင်ပူစာတောင်ထွတ်တို့တွင်ဇေဒီကြီးငယ်အဆူဆူထုံးမြူတဖွေဖွေဘဲကြီးကြီးဇေဒီပထိုးမလောဇေဒီပထိုးတစောင်းပြဆက်ကျောင်းစရက်တို့ပြွတ်ခဲလျက်နေသောစကိုင်းတောင်ရိုးကြီးပုံညရှင်တောင်ကမ်းမ၌တရုတ်စကားပန်းပင်ကြီးများသည်တပင်နှင့်တပင်ရှက်လျက်အရွက်ဆို၍မရှိအဖွင့်တွင်အပြည့်နှင့်တပြေးတသားတဲ့ဖွေးဖွေးလှုပ်နေသောပန်းကော်စောအခင်းကြီးဖြစ်နေ၏တောင်ပေါ်၌အလင်းစားပေါက်နေသောတောပန်းတောင်ပန်းတို့၏ရနံ့ကမွေးချိုင်သိမ့်ပြတ်၍မစုံမိချောင်းပန်းတောင်ဇလက်ဂေါ်သဇင်ခေါင်လေးတောစပယ်ခံပွင့်ပန်းမောက်စုံကြိုင်သိမ်းနေ၏ခေမာရီသည်ပုံညရှင်တောင်၏သုံးနက်ကန်တစ်ဖက်တောဆက်ကလေးနားတွင်အပန်းဖြေနားနေလေသည်တောင်ပေါ်သို့အတူတက်လာသောအဖော်သီလရှင်မဝနမှာတောဆက်ထဲတွင်ဟိုချုံတီချုံဆွဲ၍ပန်းများခူးဆွတ်နေလေသည်တောင်ပေါ်တောင်အောက်ချောက်မြောင်းကမ်းမတို့ကိုငေးမောလျက်ခေမာရီသည်တောတောင်ရေမြေတို့တယံဇာတဖြစ်သောသဘာဝကိုနှစ်သက်ခင်မင်လျက်ကြည်နူးနေလေသည်သီလရှင်ဖြစ်မှလူတွေသူတွေနှင့်လည်းမပေါင်းမရောရလူသူနှင့်ကင်းဝေးနေရသောတဦးတည်းဘဝကိုနှိမ့်ဆိုင်ပျော်ပိုက်လေသည်သီလရှင်ဝတ်စကြီးတော်ကြီးစိတ်ဆိုးမပြေခင်ကကျောင်းဆရာတော်ဒေါ်သီလစာရီကသူစရက်တွင်ခေါ်ထားကထောက်ပံ့ကျွေးမွေးထားလေသည်4-5လရှိတော့မှပင်ကြီးတော်ကြီးသည်စိတ်ပြေ၍တအားသ၍အစိတ်20ထောက်ပံ့နေသည်ခေမာရီသီလရှင်ဖြစ်ဖြစ်ချင်းကျောင်းဆရာကဆရာပြေဤဝိရွတ်စင်စာအုပ်ကလေးကိုပေးအပ်ခါမင်္ဂလာတုတ်ကိုအရချက်ခိုင်းသည်ပုံညရှင်တောင်ပေါ်မှအာယုံတက်တုံးခောက်လျင်အိယာထကဖះเจ้าတက်ရသည်ဖះเจ้าမှအပြန်နနက်စာချက်ပြုတ်လေသည်သီလရှင်ဘဝနနက်တစ်ထက်ရသရွေ့နှင့်တင်းတိမ်ရ၏ဂျောင်းထဲမှခူးသောတင်းရွက်တစ်သီးဖြင့်တမယ်ကောင်းလောက်ပင်တက်တက်လွတ်ချက်စားကြသည်ပဲကြီးဟင်းချိုနှဲပက်ချင်တုပ်ပဲစင်းငုံအရေတောက်ငရုတ်သီးကြော်ပဲအမျိုးမျိုးဟင်းသီးဟင်းရွက်လက်တုပ်အမျိုးမျိုးဖြစ်သည်နနက်စာစားပြီးလျင်မွန်းလွဲလျင်ခေမာရီသည်တစ်နေ့လုံးစာအုပ်နှင့်မျက်နှာမကွာအပ်ထားလေသည်ညနေဖျားဝတ်တက်ပြီးသောအခါ၌နေ့လယ်ကကြက်မှတ်ထားသောစာကိုဆရာအားအံပြရလေသည်သီလရှင်ဝတ်၍15ရက်ခန့်ရှိလျင်ပရိတ်ကြီး17တုပ်လုံးအလွတ်ရ၍ဆရာကအံ့ဩရသည်စာချက်တဲ့အတန်လည်းမကြားရစာအုပ်ကိုကြည့်တာနဲ့တုပ်တွေကိုအလွတ်ရသလားဆရာတို့များငယ်ငယ်ကတတွတ်တဆဆအံ့ရတာပရိတ်ကြီးကုန်လျင်ဆရာကတရားအတက်ခိုင်းသည်တရားမတက်ခင်တုတ်စင်ကိုအရင်သင်မေးလေသည်တုတ်စင်မှာတန်တိနံကာရကသမတ်ဒိဋ္ဌိအာချက်ကိတ်ဥနှံ့ဟူ၍8ပိုင်းရှိလေသည်